ကျေးဇူးတော်ခံစားရတဲ့မိတ်ဆွေညီကိုမောင်နှမတို့ရောက်ဆိုင်ကိုယေရှုခရစ်တော်နာမမြတ်၌မင်္ဂလာပါလို့ကျွန်တော်ခွန်ဆက်ပါတယ်ကျွန်တော်ခုချိန်မှာတော့အဲ့ရဝင်သတင်းစကားဆိုတဲ့နှုတ်ကပတ်တော်ကိုအတူတကွဆင်ခြင်ခွန်အားယူရမယ့်အချိန်ဖြစ်ပါတယ်ချိန်တိုင်းပြင်ဆင်ပေးတဲ့ဖျက်ရှင်ကျေးဇူးတော်ကိုချီးမွမ်းနေကျွန်တော်ရှေ့ဗီဒီယိုတွေမှာပြောခဲ့သလိုပဲကြည့်ရှုဖို့အတွက်နော်လိုင်းကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေချစ်အခြေအနေမှာဖြစ်စေကြည့်ရှုဖို့အတွက်နော်ကျွန်တော်ချစ်တော်ယုံကြည်သူမိသားစုညီကိုမောင်နှမတွေမိဆန်းနေတဲ့မိသားစုညီကိုမောင်နှမတွေကိုပြင်ဆင်ပေးထားလို့လဲဖျားရှင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်တင်တဲ့အချိန်မှာချစ်ချင်းမကြည့်နိုင်ပေမဲ့နောက်မှပြန်ပြီးတော့ကြည့်ပေးတဲ့ခွန်အားယူပေးတဲ့မိသားစုညီကိုမောင်နှမတွေကိုလည်းဖျားရှင်ကောင်းချီးပေးပါစေ like share comment စသဖြင့်ပေါ့နော်ကဏ္ဍဒီဒီမှာလှုပ်ဆောင်ပြီးတော့အားဖြည့်ကြတဲ့နော်ခွန်အားယူကြတဲ့သူတယောက်ဆိုင်ကိုလည်းဖျားရှင်ကောင်းချီးပေးပါစေဆိုဒီလကကျွန်တော်တို့ဒီဇင်ဘာလဖြစ်တယ်ဆိုဒီဇင်ဘာလဆိုတော့ယေရှုခရစ်တော်မွေးဖွားတဲ့လပေါ့နော်ဆိုဒါကျွန်တော်တို့အထွေထွေရှင်းပြနေကြမလို့ယုံကြည်သူတွေအတွက်ပေါ့နော်ဆိုတော့ခြားတော့ဘာသာဝင်အတွက်ကတော့တချို့ဒါလေးနည်းနည်းပြန်သိဖို့လိုကောင်းလို့မှာပေါ့လေ sorry ဆိုတော့ယေရှုခရစ်တော်မွေးဖွားတဲ့လဆိုဒီနေ့ကျွန်တော်မွေးဖွားခြင်းအကြောင်းကိုပြောမှာတော့မဟုတ်ပါဘူးနော်မွေးဖွားတဲ့လဆိုတော့မွေးဖွားပြီးတော့လောကကြီးကိုဆင်းကြွလာပြီးတော့ယေရှုခရစ်တော်ကအသက်ရှင်ပြသွားတယ်အဲ့ဒါလေးပေါ့နော်ယေရှုခရစ်တော်အသက်ရှင်ပြသွားတယ်ဒီညမှာဘာလို့ကျွန်တော်ဆင်ခြင်နဲ့နားလည်စီလဲဆိုတော့ယေရှုကဒီလိုရှင်ပြသွားတယ်ဆိုလို့ရှိရင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်ရဲ့ကျွန်တော်တယောက်ဆိုင်ကလည်းထိုကဲ့သို့အသက်ရှင်ဖို့လိုအပ်တယ်ဒါလေးကိုပေါ့နော်ပြန်ပြီးတိုး၍ဆင်ခြင်မိတယ်ကျွန်တော်လုံနိုင်လို့တက်နိုင်လို့အဲ့လိုမျိုးပြောချင်တာမဟုတ်ပါဘူးအကြောင်းအရာလေးတစ်ခုပဲကျွန်တော်ရင်ဆုံးဒါ point out လုပ်ပြီးတော့ပြောတာဖြစ်တယ် express ပေါ်ပြပြီးပြောတာဖြစ်တယ်ပေါ့နော်ဆိုတော့ယေရှုကလောကကြီးမှာဆင်းကြွလာပြီးတော့လူသားစာတိခံပြီးတော့အသက်ရှင်ပြသွားဆိုတော့တစ်ဖက်အဖြစ်ကျွန်တော်တို့ဘာနားလည်စေချင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလဲပဲယေရှုကဲ့သို့လောကကြီးမှာအသက်ရှင်မှုအတွက်လိုအပ်တယ်ဆိုတဲ့အရာကိုပေါ်ပြနေတာနော်ဒဲကြီးကိုပေါ်ပြနေတာဖြစ်တယ်။အဲ့ဒီကမှာကျွန်တော်တို့ကအိုးငါဖျားမဟုတ်တာငါယေရှုမဟုတ်တာငါစုံမစုံလင်တာအစသဖြင့်ကျွန်တော်တို့ဒီလိုမျိုးအကြောင်းပြချက်လေးတွေပြီးတဲ့အရာလေးရှိပါတယ်။ဟုတ်ပါတယ်တူကိုကျွန်တော်တို့မစုံလင်ကြပါဘူး။မစုံလင်တော့ညာကျွန်တော်တို့သိရမှာကယေရှုခရစ်တော်ထိုကဲ့သို့အသက်ရှင်သွားတယ်။ဒါကြောင့်ကျွန်တော်လည်းအဲ့ဒီအရာကိုမိအောင်လိုက်ရမယ်ဆိုတဲ့အရာကိုတော့ကျွန်တော်လုံးသွင်းဆင်ញင်ထားဖို့လိုတယ်ဆိုတဲ့အရာကိုကိုလည်းပြန်ပြီးတော့သတိပေးဖြစ်သလိုချစ်တော်မိသားစုညီကိုမောင်နှမတွေကိုလည်းဒီဟာလေးကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်ဆိုတော့ယေရှုလောကကြီးမှာအသက်ရှင်သွားတဲ့ကာလမှာလှုပ်ဆောင်ခဲ့တဲ့အရာတွေအများကြီးပဲအဲ့ဒီအထဲမှာမှဒီနေ့လည်း